ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါဒီကနေ့ဓမ္မမိတ်ဆွေများကိုမျှဝေခြင်းတဲ့ဓမ္မလက်ဆောင်ကဘာလဲဆိုလို့ရှိရင်လူစင်းရဲပေမဲ့စိတ်ဓာတ်မစင်းရဲစေနဲ့ဆိုတဲ့ခေါင်းစဉ်လေးနဲ့ဒီကနေ့ဓမ္မမိတ်ဆွေများကိုဓမ္မလက်ဆောင်ဓမ္မပုတ္တုတစိတ်ဓာတ်ခွန်အားဖြစ်စေမဲ့စကားလုံးတွေကိုမျှဝေပေးပါမယ်အဲ့တော့ဦးဇင်းတို့လူတော်များများပြောကြတဲ့စကားလုံးလေးရှိပါတယ်ငါတို့ကလူသားစင်းရဲတာစိတ်ဓာတ်ကဘယ်တော့မှမစင်းရဲဘူးဆိုတဲ့စကားလုံးလေးကိုလူတော်များများပြောကြပါတယ်ကိုလက်ရှိအခြေအနေကိုသုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲဦးဇင်းတို့နိုင်ငံဟာအခက်အခဲတွေအကျက်တဲတွေအမှန်တမ်းများပြတဲ့အတွက်လူတော်များများကအစီမပြေဘူးတွေနဲ့တွေ့ကြုံနေရတာများပါတယ်ဒီနေ့လုံးမှဒီနေ့စားတဲ့သူတွေရဲ့ဘဝဆိုအမှန်တမ်းကိုဆိုရပါတယ်အမှန်တမ်းကိုအခက်အခဲတွေအကျက်တဲတွေနဲ့ရင်ဆိုင်နေရတဲ့အတွက်စီးပွားရေးအစီမပြေဘူးတွေအမှန်တမ်းကိုများပြလာပါတယ်အဲ့တော့ဦးဇင်းတို့တွေကလူတွေအမှန်တမ်းကိုစင်းရဲအခက်အခဲတွေနဲ့တွေ့ကြုံနေရတယ်လို့ပြောလို့ရပါတယ်အဲ့တော့ဒီစင်းရဲမှုတွေကိုစဉ်းစားကြည့်မယ်ဆိုရင်စီးတဲ့ဥစ္စာပျက်စီးခြင်းတွေဒီလိုအခက်အခဲတွေကြက်တဲတွေနဲ့ဆင်းရဲဒုက္ခတွေရောက်နေရတာဟာဒီဘဝပါပဲနောက်ဘဝဒီသူတို့ဆက်ပြီးတော့မပါလာနိုင်ပါဘူးဒီလိုဆင်းရဲဒုက္ခတွေကဒီဘဝပါပဲဒီဘဝပဲခံစားရတာပါအဲ့တော့စိတ်ဓာတ်တည်တာဆင်းရဲသွားမယ်ဆိုရင်ဘဝဆက်တိုင်းမှာဆင်းရဲဒုက္ခတွေနဲ့ကြုံတွေ့လာနိုင်ပါတယ်ဒါကြောင့်ဦးတို့တွေဟာလူတွေဆင်းရဲနေပြီမဲ့လို့စိတ်ဓာတ်မဆင်းရဲဖို့အမှန်တမ်းကိုအရေးကြီးပါတယ်စိတ်ဓာတ်တွေဆင်းရဲသွားပြီဆိုလို့ရှိရင်လူလည်းဆင်းရဲမယ်စိတ်ဓာတ်လည်းဆင်းရဲမယ်လူရောစိတ်ဓာတ်ကိုဆင်းရဲပြီဆိုရင်ဘဝအမှန်တမ်းကိုဆိုးဝါးတဲ့ဒုက္ခတွေနဲ့ကြုံတွေ့နိုင်ပါတယ်ဒါကြောင့်ဦးတို့ရလူသားဆင်းရဲပြီမဲ့စိတ်ဓာတ်မဆင်းရဲဖို့အရန်အရေးကြီးပါတယ်အဲ့တော့စိတ်ဓာတ်မဆင်းရဲဖို့အတွက်ရသော်ရကဘယ်လိုအရေးချင်းနေနဲ့ကြည့်ဝင်ရမလဲဆိုရင်နံပါတ်1ကတတ်တာတဲ့ယုံကြည်မှုရှိရမယ်ကံရဲ့အကျိုးကိုယုံကြည်မှုရှိရပါမယ်ကောင်းတာလို့ရင်ကောင်းတာဖြစ်မယ်မကောင်းတာလို့ရင်မကောင်းတာဖြစ်မယ်ဆိုတဲ့ကံရဲ့အကျိုးကိုယုံကြည်ရပါမယ်နောက်တစ်ခုလောကီဘက်ကနေကြည့်ပြောမယ်ဆိုရင်ငါတို့လက်ရှိအခုရင်ဆိုင်နေရတဲ့ငါတို့ရဲ့အခက်အခဲတွေငါတို့ရဲ့အကျက်တဲတွေဒီຢာတွေကကြောလွှားနိုင်ရမယ်အဲ့လိုကြော်လွှားနိုင်ဖို့အတွက်လည်းပဲငါတို့ကမကောင်းတဲ့နည်းနဲ့တော့ဘယ်တော့မှမကြော်ဖြတ်ဘူးကောင်းတဲ့နည်းနဲ့ပဲကြော်ဖြတ်မယ်မကောင်းတာလို့ရှိရင်တော့ဆက်ပြီးတော့မကောင်းတဲ့အကျိုးတွေကိုခံစားနေရလိမ့်မယ်အဲ့တော့ဒီမကောင်းတဲ့အကျိုးတွေခံစားနေရခိုက်တံမှာငါတို့တွေအဲ့ဒီမကောင်းတဲ့အကျိုးတွေကိုကြော်လွှားနိုင်ဖို့အတွက်ကောင်းတဲ့လုပ်ငန်းတွေနဲ့လုပ်ပြီးတော့ပဲငါတို့တွေဆက်ပြီးတော့ရင်ဆိုင်မယ်ဖြည့်ရှင်းမယ်ဆိုပြီးတော့အဲ့လိုယုံကြည်ချက်ကိုယ်တဏ္ဍာမှာရှိဖို့ရည်ကြည်ပါတယ်အဲ့ဒါစိတ်သက်မစင်းရဲဖို့အတွက်နံပါတ်1အရေးချင်းတစ်ခုဖြစ်ပါတယ်နံပါတ်2ကဘာလဲဆိုရင်ဟိရိတဲ့မကောင်းမှုလို့မှရှက်တဲ့ခြင်းငါတို့တွေအခုဆိုလို့ရှိရင်လက်ရှိဆင်းရဲဒုက္ခတွေနဲ့ငါတို့တွေရင်ဆိုင်နေရတယ်ငါတို့တွေဘလောက်ပဲရင်ဆိုင်နေရပါစေငါတို့မကောင်းတဲ့နည်းနဲ့တော့လုပ်ပြီးတော့မကောင်းတဲ့နည်းနဲ့တော့မကောင်းတဲ့အတင်းအာရမနည်းနဲ့တော့ငါတို့တွေလုပ်ပြီးတော့မရင်ဆိုင်ဘူးတမန်အာဒီဝကြပဲငါတို့တွေရင်ဆိုင်မယ်တမန်အာဒီဝကြတဲ့နည်းနဲ့ပဲငါတို့တွေကောင်းရကောင်းပဲလှုပ်စားမယ်ဘယ်တော့မှအတ္တကြီးပြီးတော့ကိုချိုးကြည့်ပြီးတော့ငါတို့မလုပ်ဘူးကိုချိုးကြည့်ပြီးလုပ်မယ်ဆိုရင်ငါတို့တွေ့လဲရှက်စရာကောင်းတယ်ငါမိသားစုတွေ့လဲရှက်စရာကောင်းတယ်အဲ့တော့ဒီလိုအခက်ခဲကြက်တဲ့တွေဖြစ်နေတဲ့ခိုင်မှာတမန်အာဒီဝကြပဲလုပ်မယ်ကောင်းတဲ့လုပ်ငန်းတွေကိုလုပ်ပြီးတော့ပဲဒီလိုဆင်းရဲဒုက္ခတွေကိုငါတို့တွေကြော်ဖြတ်မယ်ဆိုတဲ့ဟီရိမကောင်းမှုလုပ်ရမှာကိုရှက်တဲ့စိတ်အဲ့ဒီစိတ်အဲ့ဒီအရေးချင်းရှိဖို့လိုအပ်ပါတယ်ဒါနံပါတ်2အချက်ပါနံပါတ်3ချက်ကဘာလဲဆိုရင်ဩတ္တပမကောင်းမှုလုပ်ရမှာကြောက်လန့်ခြင်းထိတ်လန့်ခြင်းသဘောအဲ့တော့ငါဒီမကောင်းမှုတွေကိုလုပ်လိုက်မယ်ဆိုလို့ရှိရင်တန်မြာအတွက်ငါမှာဆင်းရဲဒုက္ခတွေအများကြီးကြုံတွေ့သွားနိုင်တယ်တန်မြာနဲ့ချီပြီးကြောက်လန့်တဲ့သဘောတံဝေကဖြစ်တဲ့သဘောအဲ့လိုဆင်ခြင်ပြီးတော့ကိုကမကောင်းမှုတွေကိုမလုပ်မိအောင်ကြိုးစားရမှာပေါ့လူတိုင်းကအခက်အခဲတွေရှိနေကြတယ်သူ့မှာလည်းအခက်အခဲတွေရှိတယ်ကို့မှာလည်းအခက်အခဲတွေရှိတယ်အဲ့လိုချင်းအခက်အခဲတွေရှိနေတဲ့ကြားကိုအဲ့တော့ကိုအဲ့ဒီခက်ခဲတွေကလွန်ပြောက်ပြီးကိုလွတ်ရင်ပြီးရောဆိုပြီးတော့မကောင်းတဲ့နည်းတော့ဒီဘက်ကိုနင်းတာကြော်တာခွာတာမလုပ်ဖဲနဲ့ကောင်းတဲ့နည်းနဲ့ပဲတန်ရှင်းဒီအခက်အခဲတွေကိုကြော်လွှားမယ်ရင်ဆိုင်မယ်အဲ့ဒီလိုစိတ်တက်ပြီးထားပြီးတော့ဒီအခက်အခဲတွေကြက်တဲ့တွေကိုရင်ဆိုင်ရမယ်ဒါကနံပါတ်3ဥတ္တပမကောင်းမှုလို့မှကြောက်လန့်ခြင်းဆိုတဲ့သဘောတရားပါပဲအဲ့ဒီအရေးချင်းလေးကိုယ်တဏ္ဍာမှာရှိဖို့အရင်အရေးကြီးပါတယ်နံပါတ်4ကတော့ဝိရိယဘယ်ရာဖြစ်ဝိရိယထားပြီးကြိုးစားပြီးတော့ရင်ဆိုင်ရမှာပါဝိရိယတွေရုပ်လျော့သွားပြီဆိုလို့ရှိရင်တော့
ဒါအခက်ခဲတွေအကြက်တဲတွေကကိုယ့်ကိုအနိုင်ယူသွားပါလိမ့်မယ်အဲ့တော့ဒီအခက်ခဲတွေအကြက်တဲတွေကိုရင်ဆိုင်နိုင်ဖို့အတွက်ဝိရိယရှိဖို့လည်းလိုအပ်ပါတယ်ဝိရိယဆိုတဲ့နေရာမှာကောင်းတဲ့လုပ်ငန်းတွေကိုစူးစမ်းပြီးအားထုတ်ခြင်းနဲ့ဝိရိယပါအဲ့ဒီဝိရိယနဲ့တနေ့များစူးစမ်းမယ်အားထုတ်မယ်ကောင်းတဲ့လုပ်ငန်းတွေကိုလုပ်ပြီးတော့ရင်ဆိုင်မယ်ဆိုရင်လည်းလက်ရှိရင်ဆိုင်ရတဲ့အခက်ခဲတွေကိုကျော်လွှားနိုင်လိမ့်မယ်လို့ဦးဇင်းကတော့မြင်ပါတယ်ဒါကတော့နံပါတ်၄ရှိသင့်ရှိထိုက်တဲ့အရေးချင်းတစ်ခုပါပဲနံပါတ်5ရေးချင်းကဘာလဲဆိုရင်ပညာပါအကောင်အဆိုးအကြောင်းအကျိုးကိုခွဲခြားပြီးတော့သိမြင်တတ်တဲ့ပညာပါအဲ့ဒီပညာရှိဖို့လည်းအရင်အရေးကြီးပါတယ်အဲ့ဒီတော့ခုလက်ရှိရင်ဆိုင်ရတဲ့ဒီအခက်ခဲတွေအကျက်တဲတွေကဒါဟာကောင်းသလားဒါဟာဆိုးသလားအကောင်အဆိုးအကြောင်းအကျိုးကိုစဉ်းစားဆင်ခြင်ပြီးတော့ကောင်းတာကိုရွေးချယ်ပြီးလုပ်ဖြစ်အောင်ကပညာရှိဖို့လိုပါတယ်အသိပညာရှိဖို့လိုပါတယ်အသိပညာရှိတယ်ဆိုရင်ကိုလုပ်တဲ့လုပ်ငန်းတွေကတရားသလားကိုလုပ်တဲ့လုပ်ငန်းတွေကမှန်ကန်သလားအများချမ်းသာသလားကိုချမ်းသာသလားဆိုတာစဉ်းစားဆင်ခြင်နိုင်တဲ့အသိပညာအသိပညာရှိတယ်ဆိုလို့ရှိရင်ဒါဟာမှန်ကန်တဲ့နည်းကိုရွေးချယ်ဖြစ်လိမ့်မယ်အကိုကြီးအဲ့ဒီအသိပညာမရှိဘူးဆိုလို့ရှိရင်ကိုဟာကိုတယောက်တည်းချမ်းသာဖို့အတွက်ကြည့်ပြီးတော့အများသူငါကိုမငှဲ့ဘဲနဲ့မငဲ့ကွက်ဘဲနဲ့ကိုအတ္တကိုရှေ့တန်းတင်ပြီးတော့ကိုချမ်းသာရင်ပြီးရောဆိုပြီးတော့ဒီလိုခစ်ပြက်အခြေအနေမျိုးမှာနော်အတ္တကြီးပြီးတော့ကိုစီးပွားရေးအကျိုးစီးပွားတစ်ခုတည်းအတွက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ကိုလည်းအဆင်မပြေနိုင်ပါဘူးအခြားသူတွေအတွက်ဆိုပိုဆိုးပါတယ်ကိုအဆင်ပြေသွားရင်လည်းခဏပါပဲအဲကြောင့်လူတိုင်းအခက်ခဲတွေကြုံတွေ့တဲ့နေရာမှာအကောင်းနဲ့ဆိုအကြောင်းနဲ့အကျိုးခွဲခြားသိမြင်ပြီးတော့ကိုယ်မှာရှိနေတဲ့မလိုလောဘဝိသမလောဘအတ္တတွေကိုရှော့ချဖို့အရင်ကြီးကြည့်ပါတယ်အဲ့ဒီအတ္တတွေကိုရှော့ချနိုင်ဖို့ဆိုရင်အသိပညာရှိဖို့အရင်လိုအပ်ပါတယ်အသိပညာရှိမှလည်းဒီလိုအတ္တတွေကရှော့ချနိုင်တာပါအသိပညာမရှိဘူးဆိုရင်အတ္တတွေကိုရှော့ချနိုင်မှုအမှန်မှခဲရင်းပါတယ်ဒါကြောင့်အသိပညာအရင်လိုအပ်ပါတယ်ဒါကနံပါတ်5အချက်ပါဒါကြောင့်ဦးဇင်းတို့တွေဘာလဲလူတွေဆင်းရဲတွေစိတ်ဆင်းရဲတယ်အဲ့လူတွေဆင်းရဲပြီမဲ့လို့စိတ်ဆင်းရဲမှုတွေမဖြစ်ပေါ်လာဖို့အတွက်လူဆင်းရဲပြီမဲ့လို့စိတ်တက်မဆင်းရဲဖို့ဆိုရင်တော့ဒီအရေးချင်း၅မျိုးရှိဖို့လိုအပ်ပါတယ်တတ္တာဟိရိဝတ္တပဝိရိယပညာဒီအရေးချင်း၅မျိုးကိုယ်တဏ္ဍာမှာရှိတယ်ဆိုရင်ကိုဟာစိတ်မဆင်းရဲတဲ့သူတနည်းအားဖြင့်စိတ်ချမ်းသာတဲ့သူစိတ်တက်မြင့်မြတ်တဲ့သူလို့ပြောလို့ရပါတယ်အဲ့ဒီအရေးချင်း၅မျိုးကိုယ်တဏ္ဍာမှာမရှိဘူးဆိုလို့ရှိရင်ကိုဟာစိတ်တက်ဆင်းရဲတဲ့သူလို့ပြောလို့ရပါတယ်လူတိုင်းမှာအခက်အခဲတွေအကျက်တဲတွေဆိုတာရှိပါတယ်ကိုဆင်းရဲခြင်းတွေရှိတယ်စိတ်ဆင်းရဲခြင်းတွေရှိတယ်စီစဉ်ဥစ္စာတွေရောပါသွားတဲ့ပြဿနာတွေရှိတယ်ပျက်စီးဆုံးရှုံးသွားတဲ့ပြဿနာတွေလည်းအများကြီးရှိတယ်ဘောင်းဆောင်ရှိကြတယ်အဲ့ဒီဆင်းရဲမှုတွေကပြပဆင်းရဲမှုတွေကခဏတာပါပဲတဘဝတာပါပဲကိုယ့်ရဲ့ဒီစိတ်ဓာတ်တွေကဆင်းရဲသွားမယ်ဆိုရင်စိတ်ဓာတ်တွေပျက်စီးပြီးဆင်းရဲဆုတ်ယုတ်သွားမယ်ဆိုရင်တော့ဒီဘဝလည်းဆင်းရဲဒုက္ခနဲ့တွေ့ကြုံနိုင်ရတယ်လို့နောက်ဘဝလည်းပဲဆင်းရဲဒုက္ခနဲ့တွေ့ကြုံနိုင်ရပါတယ်ဘလောက်ပဲချမ်းသာနေပါသည်လူချမ်းသာပြီးတော့စိတ်ဓာတ်တွေကဆင်းရဲနေတယ်ဆိုလို့ရှိရင်ဘုရားတို့နိုင်ငံဟာကြီးဝါနိုင်ဖို့တိုးတက်နိုင်ဖို့လည်းမမြင်ပါဘူးလူလည်းချမ်းသာအောင်ကြိုးစားရမယ်စိတ်တက်လည်းချမ်းသာအောင်ကြိုးစားရပါမယ်လူရောစိတ်တက်ကိုချမ်းသာတဲ့နိုင်ငံတွေဟာအမတမကိုတိုးတက်ကြီးဝါတဲ့နိုင်ငံတွေဖြစ်ပါတယ်ဒါကြောင့်ဘုရားတို့နိုင်ငံကြီးကိုလူတွေလည်းပဲချမ်းသာစေချင်ပါတယ်စိတ်တက်တွေလည်းချမ်းသာစေချင်ပါတယ်လူရောစိတ်တက်ကိုချမ်းသာတဲ့မိသားစုရက်ရွာနိုင်ငံဟာအမတမကိုအကျဉ်းတယ်လို့ဦးဇင်းကတော့မြင်ပါတယ်ဒါကြောင့်ဓမ္မမိတ်ဆွေများအားလုံးတက်နိုင်သမျှလူတွေလည်းချမ်းသာအောင်ကြိုးစားပါစိတ်ဓာတ်တွေလည်းပဲချမ်းသာအောင်စိတ်ဓာတ်တွေအောက်တန်းမကျအောင်မဆင်းရဲအောင်လည်းပဲတက်နိုင်သမျှကြိုးစားနိုင်ကြပါစေလို့ဦးဇင်းကတော့အကြံပြုပါရစေဓမ္မမိတ်ဆွေများအားလုံးကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေ